တကယ်တော့ဒီနေ့တင်ပြမယ့်အကြောင်းအရာကမက်လ10ရက်နေ့မှာကြာရောက်ခဲ့တဲ့နိုင်ငံတကာမျိုးသမီးများနေ့အတွက်ရည်ထားတဲ့ဂုဏ်ပြုဆောင်းပါးတစ်ပုဒ်လည်းဖြစ်ပါတယ်။ကမ္ဘာပေါ်မှာထင်ရှားကျော်ကြားတဲ့အမျိုးသမီးသူရဲကောင်းတွေအများကြီးရှိပါတယ်။ကျွန်တော်သိတဲ့အမျိုးသမီးခေါင်းဆောင်တွေရှိလို့ကျွန်တော်မသိတဲ့အမျိုးသမီးခေါင်းဆောင်တွေလည်းရှိပါတယ်။ဒီနေ့ကကမ္ဘာပေါ်မှာအမျိုးသမီးတွေကနေရာစုံကဏ္ဍစုံမှာနိုင်ရာတာဝန်တွေကိုထမ်းဆောင်နေကြပါတယ်။နိုင်ငံရေးဘက်မှာကြည့်မလား၊သိပ္ပံနဲ့နည်းပညာဘက်မှာကြည့်မလား၊အမှုပညာဘက်မှာကြည့်မလားဒါမှမဟုတ်လူမှုရေးပိုင်းတွေမှာကြည့်မလားနေရာစုံတွေမှာထင်ပေါ်ကျော်ကြားတဲ့အမျိုးသမီးသူရဲကောင်းတွေရှိပါတယ်။နိုင်ငံရေးမှာဆိုရင်ဗြိတိန်နိုင်ငံမှာပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့မာဂရက်သက်ချာလိုအမျိုးသမီးတွေမြန်မာနိုင်ငံမှာဆိုရင်ဒီမိုကရေစီလူထုခေါင်းဆောင်လို့အများကသိကြတဲ့ဒေါ်အောင်ဆန်းစုကြည်အပါအဝင်မြန်မာနိုင်ငံနဲ့အင်းကြီးချင်းထိုင်းနိုင်ငံမှာဆိုရင်အသက်အငယ်ဆုံးနဲ့အမျိုးသမီးဝန်ကြီးချုပ်ဖြစ်နေတဲ့ပေတုံနန်ရှင်နဝါတို့ရှိပါတယ်။သိပ္ပံနဲ့နည်းပညာပိုင်းမှာကြည့်မယ်ဆိုရင်ရေဒီယိုတက်တုကိုရှာဖွေတွေ့ရှိသူလည်းဖြစ်တဲ့နိုဘယ်ဆုကို2ကြိမ်တိုင်ဆွတ်ခူးခဲ့တဲ့ပိုလန်နိုင်ငံသူမာရီဂျူရီလိုအမျိုးသမီးမျိုးနောက်ထပ်အင်္ဂလန်နိုင်ငံက DNA molecule တိစောက်ပုံကိုရှာဖွေနိုင်ခဲ့တဲ့ Rosalind Franklin အပြင်ဒီအမေရိကန်နိုင်ငံက US Navy မှာတာဝန်ထမ်းဆောင်ခဲ့တဲ့ကွန်ပျူတာဆိုင်းယက်နဲ့ထင်ရှားခဲ့သူ Grace Hopper ဆိုတဲ့အမျိုးသမီးတွေဖြစ်ပါတယ်။နောက်ထပ်လည်းနေရာစုံကဏ္ဍစုံမှာထင်ရှားကျော်ကြားတဲ့အမျိုးသမီးတွေအများကြီးရှိနိုင်ပါတယ်။အဲ့ဒီအထက်မှာကျွန်တော်တင်ပြမယ့်အမျိုးသမီးခေါင်းဆောင်သူရဲကောင်းကတော့ဗြိတိန်နိုင်ငံရဲ့အမျိုးသမီးဝန်ကြီးချုပ်ဖြစ်တဲ့မာဂရက်သက်ရှာအကြောင်းပဲဖြစ်ပါတယ်။မာဂရက်သက်ရှာဆိုတာကိုဒီနေ့ခေတ်စာမဖတ်တဲ့လူငယ်တွေကတော့သိကြမှာမဟုတ်တော့ပါဘူး။ဒါကြောင့်သူမရဲ့လေးစားတူးယူဖွယ်တွေနဲ့အနာဂတ်မှာမာဂရက်သက်ရှာလိုအမျိုးသမီးကောင်းတွေပေါ်ထွန်းလာစေဖို့အတွက်ရည်ရွယ်ပြီးတော့ဒီအကြောင်းကိုရေးလိုက်တာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့မာဂရက်သက်ရှာရဲ့ဘဝအစဖြစ်ပါတယ်။မာဂရက်သက်ရှာရဲ့တကယ်နာမည်အပြည့်အစုံကBaroness Margaret Thatcher ဖြစ်ပါတယ်။သူမကို1925ခုနှစ်အောက်တိုဘာ23ရက်နေ့မှာအင်္ဂလန်နိုင်ငံ Grantham Lancashire ဆိုတဲ့အဲ့ဒီနေရာလေးရွာလေးတရွာမှာမွေးဖွားခဲ့တာဖြစ်ပါတယ်။သူမရဲ့မိသားစုကတာမန်လို့သူမမိသားစုဖြစ်ပြီးတော့ဖခင်ဖြစ်သူကဓမ္မဆရာတူလည်းဖြစ်ပါတယ်။သူမရဲ့ဘဝအစမှာပညာရေးပိုင်းကိုဦးစားပေးခဲ့ပြီးတော့ထူးချွန်ထက်မြက်တဲ့အမျိုးသမီးတယောက်အဖြစ်ရည်တည်ခဲ့ပါတယ်။ Oxford က Somerville College မှာတဘာဝသိပ္ပံပညာရပ်တွေကိုအထူးလေ့လာတက်မြောက်ခဲ့ပါတယ်။နောက်တော့သူမရဲ့ထူးချွန်ထက်မြက်မှုတွေကြောင့် Oxford တက္ကသိုလ် Conservative အဖွဲ့မှာတတိယမြောက်အကြီးတန်းအမျိုးသမီးတူလည်းဖြစ်ခဲ့ပါတယ်။1949ခုနှစ်အရောက်မှာနိုင်ငံရေးလောကထဲဝင်ဖို့စတင်ခြေလှမ်းလှမ်းခဲ့ပါတယ်။ဒါပေမဲ့1950-52ခုနှစ်ကရွေးကောက်ပွဲတွေမှာတော့သူမဟာဝင်ရောက်ရှင်ပြိုင်ခဲ့ပေမဲ့ပထမဆုံးအနေနဲ့အောင်မြင်မှုမရရှိခဲ့ပါဘူး။ဒါပေမဲ့သူဇွဲမလျှော့ပဲထပ်ပြီးဝင်ရောက်ဖို့ကြိုးစားခဲ့ပါတယ်။ဒီလိုနဲ့1953ခုနှစ်မှာသူမဟာရှင်းနေစာမပွဲကိုဖြစ်စောအောင်မြင်ခဲ့ပြီးတော့ရှင်းနေတူလည်းဖြစ်လာပါတယ်1959ခုနှစ်မှာတော့သူမဟာရွေးကောက်ပွဲပြန်ဝင်ပြိုင်ပြီး Finchley မြို့ Conservative ရဲ့ကိုယ်စားလှယ်လောင်းအဖြစ်ပါလီမန်မှာအောက်လွှတ်တော်အမည်ဖြစ်လာခဲ့ပါတယ်1990မှာသူမဟာAdrahe အစိုးရလက်ထက်မှာပညာရေးနဲ့သိပ္ပံရေးရာဝန်ကြီးအဖြစ်ခံခဲ့ရပါတယ်အဲ့ဒီနောက်1985ခုနှစ်အရောက်မှာ Conservative Party ခေါင်းဆောင်အဖြစ်ရွေးချယ်ခံရပြီးအတိုက်ခံခေါင်းဆောင်အဖြစ်နဲ့ရပ်တည်ခဲ့ပါတယ်။မာဂရက်သက်ရှာဘလိုဝန်ကြီးချုပ်ဖြစ်လာတာလဲကိုပြောရမယ်ဆိုရင်သူမဝန်ကြီးချုပ်မဖြစ်ခင်ကတည်းကဒီပြောမဆိုရင်ဗြိတိန်နိုင်ငံရဲ့ကတောင်းကနေဖြစ်နေတဲ့အခြေအနေတွေကိုထိန်းချုပ်ပြီးကမ္ဘာအလယ်မှာဗြိတိန်နိုင်ငံကိုတခစ်ထုံးစစ်တာဟာသူမရဲ့ကျေးဇူးတွေကြောင့်လို့ဆိုရပါမယ်။ဒါကြောင့်လည်းသူမကို Iron Lady လို့ပြောကြတာဖြစ်ပါတယ်။သူမရဲ့ကြိုးစားအားထုတ်မှုတွေကြောင့်အရက်စကားနဲ့ပြောမယ်ဆိုရင်ဗြိတိန်နိုင်ငံဟာလူတလုံးဖြစ်လာတယ်လို့ပြောရပါမယ်။ဒါကြောင့်သူမရဲ့ခေါင်းဆောင်မှုတွေကြောင့်ဗြိတိန်နိုင်ငံမှာ1989ခုနှစ်ကနေ1990အထိ3ကြိမ်တိုင်ဝန်ကြီးချုပ်အဖြစ်ရှိခဲ့ပါတယ်။သူမဘာကြောင့်ဒီလိုမျိုးဗြိတိန်နိုင်ငံမှာမျိုးသမီးတယောက်အနေနဲ့ Iron Lady လို့တင်စားခံရပြီးဝန်ကြီးချုပ်အဖြစ်ကိုတုံ့ညိနိုင်ရပ်တည်နိုင်ခဲ့လဲဆိုတာကိုလေ့လာကြည့်မယ်ဆိုရင်တကယ်တော့မာဂရက်သက်ချာမတိုင်ခင်ရှေ့ကဗြိတိန်နိုင်ငံရဲ့အစိုးရလက်ထက်မှာ1990ပြည့်နှစ်လောက်ဆိုရပါမယ်ဗြိတိန်နိုင်ငံမှာကြီးမားတဲ့စီးပွားရေးအကျပ်တွေနဲ့အဲ့ဒီအချိန်မှာရင်ဆိုင်ခဲ့ရပါတယ်အဲ့ဒီပြဿနာတွေကနံပါတ်1အနေနဲ့ပြောရမှာဆိုရင်ငွေကြေးဖုံးပွားမှုမြင့်မားလာတဲ့ပြဿနာပဲဖြစ်ပါတယ်1995ခုနှစ်မှာဗြိတိန်နိုင်ငံရဲ့ငွေကြေးဖုံးပွားမှုက24%ထိရှိခဲ့တာကြောင့်နိုင်ငံရေးမတည်မငြိမ်မှုတွေဖြစ်လာခဲ့ပါတယ်။စီးပွားရေးတွေတဖြည်းဖြည်းကျဆင်းလာတယ်။ပြောမယ်ဆိုရင်ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက်ပိုင်းမှာငွေကြေးဖုံးပွားမှုကအမြင့်ဆုံးဖြစ်ပြီးတော့ဥရောပတိုင်းမှာဆိုရင်ဗြိတိန်နိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကအရင်ကိုနှိမ့်ကျတယ်လို့ပြောလို့ရပါတယ်။နောက်နံပါတ်2အချက်ကဒီလိုစီးပွားရေးကျဆင်းလာတဲ့အတွက်နိုင်ငံအတွင်းကကုလသမဂ္ဂတွေကလွှမ်းမိုးဖို့ကြိုးစားလာတာကြောင့်နိုင်ငံအတွင်းမှာစုပူမှုတွေကအများကြီးဖြစ်လာခဲ့ပါတယ်။
အဲ့ဒီအလို့သမားသမဂ္ဂတွေကနိုင်ငံရေးနဲ့စီးပွားရေးအပေါ်မှာလွှမ်းမိုးမှုကြီးလာပြီးတော့လောက်ခလာစာတူးမြင့်အတွက်လည်းမကြာခဏဆိုသလိုတပိတ်မှောက်လာတာတွေလောက်ကြပါတယ်အဲ့ဒီချိန်ပြည်နိုင်ငံမှာစီးပွားရေးကျဆင်းနေတာကြောင့်အစိုးရလုပ်ငန်းတွေမှာလည်းအားလုံးလိုထိခိုက်လာပြီးတော့နိုင်ငံရဲ့ဗန်နာရေးကိုပါထိခိုက်လာပါတယ်အုပ်ချုပ်ရေးပိုင်းမှာဆိုရင်လည်းပြဿနာတွေဖြစ်လာတယ်နံပါတ်3ချက်ကတော့နိုင်ငံရဲ့စွမ်းအင်အရင်းအမြစ်တွေဆုံးရှုံးလာပါတယ်အဲ့ဒီကာလတုန်းကဖြစ်ခဲ့တဲ့ပြဿနာတွေကိုအမိုက်များတဲ့ဆောင်းရည်လိုပြည်နိုင်ငံမှာတင်စားခေါ်ဝါကြပါတယ်။ဘာကြောင့်ဒီလိုခေါ်ရလဲဆိုရင်အလို့သမားသမဂ္ဂတွေရဲ့တပိတ်မောက်တဲ့အထဲမှာပြည်နိုင်ငံရဲ့အမိုက်လိုက်သိမ်းတဲ့အလို့သမားတွေပါအမိုက်မသိမ်းတော့ပဲတပိတ်လိုက်မောက်နေတာကြောင့်ပြည်နိုင်ငံမှာအမိုက်တွေကနေရာတိုင်းလိုမှာစုပုံလာနေပြီးတော့အဲ့လိုမျိုးအမိုက်တွေများနေတဲ့ပြည်နိုင်ငံကိုအမိုက်များတဲ့ဆောင်းရည်ဆိုပြီးတော့မှဒီလိုသမုတ်ခဲ့ကြတာဖြစ်ပါတယ်။ဒီလိုဖြစ်လာတဲ့အကြောင်းချက်တွေကမာဂရက်သက်ချာကိုပြည်နိုင်ငံမှာပထမဆုံးဝန်ကြီးချုပ်ဖြစ်စေခဲ့ပါတယ်။သူမကဒီလိုပြည်နိုင်ငံမှာဖြစ်နေတဲ့ပြဿနာတွေကိုဘလို့တွေဖြစ်ရှင်းပြီးတော့ဘလို့တွေဝန်ကြီးချုပ်ဖြစ်လာတဲ့ဆိုတာကိုစက်ကြည့်မယ်ဆိုရင်နိုင်ငံတစ်ခုလုံးစီးပွားရေးကျဆင်းနေပြီးအစိုးရအုပ်ချုပ်ရေးရန်ရပါထိခိုက်လာနေတဲ့အချိန်မှာအလုပ်သမားတွေကပါလောက်ခလာစာတူတူကိုတောင်းဆိုလာတဲ့အတွက်ကြောင့်မို့ပြဿနာတွေကပြည်နိုင်ငံရဲ့အစိုးရရဲ့ဂုဏ်သိက္ခာကိုတော်တော်လေးကိုထိခိုက်တယ်လို့ပြောလို့ရပါတယ်။1989ခုနှစ်အရောက်မှာပြည်နိုင်ငံမှာနိုင်ငံမတည်ငြိမ်တာတွေဖြစ်လာတဲ့အတွက်ဂျင်ကာလန်ကင်းရဲ့လေဘာအစိုးရကိုအယုံကြည်မရှိတော့ဘူးဆိုပြီးတင်သွင်းခံလာရပါတယ်။အဲ့ဒီနောက်ရွေးကောက်ပွဲမှာမာဂရက်သက်ချာအမျိုးသမီးကတိုင်းပြည်ကိုကောင်းမွန်လာအောင်တည်ဆောက်ပြီးစီးပွားရေးကိုအဓိကတိုးတက်အောင်လုပ်မယ်လို့ပြောပါတယ်။ကုန်သွယ်မှုစီးပွားရေးဈေးကွက်တွေမှာလည်းလွတ်လပ်မှုကိုအဓိကထားလှုပ်ဆောင်မယ်လို့သူမကတိတွေပေးခဲ့ပါတယ်။ဒီလိုနဲ့ conservative ဖွဲ့ကနေအနိုင်ရပြီးတော့မာဂရက်သက်ချာကပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်ဖြစ်လာပါတော့တယ်။မာဂရက်သက်ချာတက်လာပြီးနောက်ပိုင်းအလို့သမားသမဂ္ဂတွေရဲ့တပိတ်တွေကိုအာဏာပိုင်တပ်ဖွဲ့တွေနဲ့အကြီးအကျယ်ထိန်းချုပ်ပြီးဥပဒေတွေကိုပြဋ္ဌာန်းခဲ့ပါတယ်။နောက်ပြီးတော့တချို့လုပ်ငန်းတွေကိုအစိုးရပိုင်းအဖြစ်သိမ်းဆည်းခဲ့ပါတယ်။သူမဟာအဓိကစီးပွားရေးမူဝါဒနဲ့နိုင်ငံခြားရေးမူဝါဒကိုပြုပြင်ပြောင်းလဲခဲ့ပါတယ်။ငွေကြေးဖောင်းပွတာတွေကိုထိန်းချုပ်နိုင်ဖို့အတွက်ဗဟိုဘဏ်ရဲ့အတိုးနှုန်းတွေကိုလည်းမြင့်တင်ခဲ့ပါတယ်။ငွေကြေးဖောင်းပွနှုန်းတွေလည်းတဖြည်းဖြည်းနဲ့အဲ့ဒီအချိန်မှာလျော့ကျလာတာကိုတွေ့ရပါတယ်။တချို့နိုင်ငံပိုင်လုပ်ငန်းတွေကိုလည်းပုဂ္ဂလိကပိုင်အဖြစ်ပြောင်းလဲခဲ့ပါတယ်။အဲ့ဒီထက်မှာ British Telecom, British Gas, British Airways နဲ့တခြားကုမ္ပဏီကြီးတွေလည်းအဲ့ဒီထဲမှာပါခဲ့ပါတယ်။သူမအနေနဲ့ဒီလိုမူဝါဒဟာနိုင်ငံတော်အသုံးစရိတ်ကိုရှော့ချပြီးတော့ဒီလိုလုပ်ငန်းများပို့ပြီးတော့ထိရောက်စွာလေပတ်နိုင်မယ်လို့သူမယူဆခဲ့ပါတယ်။ဒါကြောင့်လည်းဒီလိုလုပ်ခဲ့တာပါ။နောက်ပြီးတော့ဝင်ငွေခွန်အမြင့်ဆုံးနှုန်းတွေကို83%ကနေ40%ထိရှော့ချနိုင်ခဲ့တာကြောင့်စီးပွားရေးတိုးတက်မှုတွေအထောက်ပံ့ကိုလည်းတော်တော်ဖြစ်စေခဲ့ပါတယ်။နောက်ပြီးတော့နိုင်ငံတကာကကုန်သွယ်ရေးနဲ့ယင်းနှိမ့်မြုပ်နှံမှုတွေကိုပုံမပွင့်နေစီပြီးတော့ပြည်သူဝန်ဆောင်မှုလုပ်ငန်းတွေမှာလည်းလူမှုဖွံ့ဖြိုးရေးပညာရေးကျန်းမာရေးအတွက်အစိုးရအသုံးစရိတ်တွေကိုရှော့ချပြီးပြည်သူဝန်ဆောင်မှုတွေအများကြီးပေးနိုင်ခဲ့ပါတယ်။မာဂရက်သက်ချာရဲ့ဒီလိုစီးပွားရေးဆိုင်ရာမူဝါဒကို Neoliberal စီးပွားရေးမူဝါဒလို့ခေါ်ပါတယ်။သူမရဲ့ Neoliberal စီးပွားရေးမူဝါဒကြောင့်ငွေကြေးဖောင်းပွမှုကိုထိန်းချုပ်နိုင်ခဲ့တယ်။ကုန်ထုတ်လုပ်မှုနဲ့ကုန်သွယ်ရေးပိုင်းတွေကိုလည်းထိရောက်စေခဲ့တယ်။နောက်ပြီးတော့ဒီပြည်သူဝန်ဆောင်မှုလုပ်ငန်းတွေမှာလည်းတိုးတက်အောင်လှုပ်ဆောင်နိုင်ခဲ့တဲ့အတွက်နိုင်ငံအတွင်းကတန်းတဲ့ရှိတဲ့လူတွေဟာချမ်းသာတာတွေဖြစ်လာပါတယ်။ဒါတွေကမာဂရက်သက်ချာရဲ့စီးပွားရေးမူဝါဒလို့ပြောရပါမယ်။နောက်တစ်ချက်ကဘာလဲဆိုရင်မာဂရက်သက်ချာရဲ့နိုင်ငံခြားရေးမူဝါဒပါတကယ်တော့မာဂရက်သက်ချာကိုအာယွန်လီတီလို့တင်စားခေါ်ရခြင်းဟာဒီနိုင်ငံခြားရေးမူဝါဒအကြောင်းဖြစ်ပါတယ်ဒါပေမဲ့အာယွန်လီတီဖြစ်ရတဲ့အကြောင်းအချက်တွေကိုတော့နောက်တစ်ပိုင်းမှာဆက်ရေးပါမယ်ဒီတော့သူမရဲ့နိုင်ငံခြားရေးမူဝါဒမှာတကယ်ခိုင်မာပြတ်သားတဲ့အမျိုးသမီးတစ်ယောက်ရဲ့လုံနိုင်စွမ်းထက်ပိုခဲ့တယ်လို့ပြောရပါမယ်သူမအဓိကပြောင်းလဲခဲ့တာကဆိုဗီယက်ယူနီယံအမေရိကန်ဥရောပသမဂ္ဂနဲ့အရှေ့အလယ်ပိုင်းတွေမှာနိုင်ငံခြားရေးကိုပြောင်းတင်းတင်းနဲ့ဆုံးဖြတ်ချက်ခိုင်မာနဲ့လှုပ်ခဲ့တာကိုတွေ့ရပါတယ်။ဒါပေမဲ့ဆိုဗီယက်ယူနီယံကိုတော့သူမမထောက်ခံခဲ့ပါဘူး။ဆိုဗီယက်ယူနီယံဟာ1969ခုနှစ်လောက်ကနေလီနင်နဲ့မတ်ဝါဒကိုအခြေခံတဲ့ကွန်မြူနစ်ဝါဒကိုကျင့်သုံးတဲ့အတွက်အရှေ့ဥရောပကိုပါစစ်မှတ်တယ်ဖြစ်ပေါ်စေခဲ့ပါတယ်။အဲ့ဒီကွန်မြူနစ်ဝါဒကိုတစ်ချောင်းလုံးကျင့်သုံးပြီးချက်ကိုစလိုဗီးယားကိုလည်းစစ်ရေးနဲ့ထိန်းချုပ်ခဲ့ပါတယ်။ဒီမိုကရေစီအနောက်တိုင်းပုံစံပြောင်းလဲလာမှုမရှိတဲ့ဆိုဗီယက်ယူနီယံကိုမာဂရက်သက်ချာကပြင်းပြင်းထန်ထန်ဝန်ခံခဲ့ပါတယ်။နောက်ပြီးအမေရိကန်နဲ့ဗြိတိန်နိုင်ငံတို့အကြားမှာမဟာမိတ်တည်ဆောက်ပြီးတော့စီးပွားရေးအရာတိုးတက်ပြောင်းလဲမှုတွေကိုလုပ်ခဲ့ပါတယ်။မာဂရက်သက်ချာရဲ့ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေကြောင့်အမေရိကန်ကလည်းမဟာမိတ်အဖြစ်ရပ်တည်ပြီးလွတ်လပ်တဲ့ကုန်သွယ်ရေးတွေကိုဖလှယ်ခဲ့ကြပါတယ်။နောက်ပြီး1980မှာနေတိုးအဖွဲ့ထဲမှာလည်းဗြိတိန်နိုင်ငံကိုပါဝင်လာစေခဲ့ပြီးနောက်ဆုံးအာဂျင်တီးနားလက်ထက်ကဖော်လန်ကျွန်းကိုမာဂရက်သက်ချာကပြန်ပြီးသိမ်းပိုက်ဖို့ဆုံးဖြတ်ချက်ချခဲ့တဲ့အချိန်မှာကုလသမဂ္ဂလုံခြုံရေးကောင်စီမှာအမေရိကန်ကထောက်ခံပေးခဲ့ပါတယ်။
ဗြိတိန်နိုင်ငံကနေတိုးအဖွဲ့ထဲမှာပါဝင်ပြီး2 နှစ်လောက်အကြာမှာ1982ခုနှစ်မှာဖော်လန်ကျွန်းကိစ္စကြောင့်အာဂျင်တီးနားနဲ့ဗြိတိန်နိုင်ငံတို့ဟာစစ်မှန်ဖြစ်ပေါ်ခဲ့ပါတယ်။ဖော်လန်ကျွန်းကိစ္စကိုပြောရမယ်ဆိုရင်အဲ့ဒီကျွန်းကိုဗြိတိန်နိုင်ငံက1833ခုနှစ်ကလေးကပိုင်ဆိုင်တယ်လို့သိရပါတယ်။နောက်ပိုင်း1982ခုနှစ်အရောက်မှာအာဂျင်တီးနားနိုင်ငံကစီးပွားရေးနဲ့နိုင်ငံရေးမတည်ငြိမ်တာတွေကြောင့်ပြည်တွင်းမှာဖိအားအတော်လေးကိုရှိခဲ့ပါတယ်။ပြည်တွင်းကနိုင်ငံရေးမတည်ငြိမ်မှုတွေကိုထိန်းချုပ်နိုင်ဖို့အတွက်ဗြိတိန်နိုင်ငံပိုင်တဲ့ဖော်လန်ကျွန်းကိုအာဂျင်တီးနားကသိမ်းပိုက်ဖို့လှုပ်လာခဲ့တာပါဘလို့အကြောင်းပြချက်တွေနဲ့အာဂျင်တီးနားကသိမ်းဖို့လှုပ်ခဲ့လဲဆိုတော့ပထမအချက်ကဖော်လန်ကျွန်းဟာအာဂျင်တီးနားကမာဗီနက်စ်ကျွန်းအဖြစ်ပိုင်တယ်ဆိုပြီးတမိုင်းကြောင်းအရာပြောပါတယ်ဒုတိယအချက်ကဗြိတိန်နိုင်ငံမှာမာဂရက်သက်ချာတက်လာပြီးနိုင်ငံအတွင်းပြည့်ပြည့်ပြောင်းလဲလုပ်နေတဲ့အချိန်မှာအစိုးရကကွယ်ရေးစရိတ်တွေကိုပါချော့ချလာတဲ့အတွက်ဖော်လန်ကျွန်းမှာရှိတဲ့စစ်သည်မော်တွေကိုပြန်လည်ရုပ်သိမ်းမယ်ဆိုတဲ့သတင်းတွေထွက်လာတဲ့အတွက်ကြောင့်အာဂျင်တီးနားစစ်တပ်ရဲ့ဗိုလ်ချုပ်လီယိုပိုတိုဂေါ်ဒီယေရီကအဲ့ဒီကျွန်းကိုသိမ်းဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့မာဂရက်သက်ချာရဲ့ပြတ်သားတဲ့ဆုံးဖြတ်ချက်တွေနဲ့အာဂျင်တီးနားကိုစစ်ခင်ခဲ့ပါတယ်။သူမကိုယ်တိုင်စစ်ရေးအမိန့်တွေပေးပြီးအနိုင်တိုက်ဖို့ဗြိတိန်တပ်မတော်ကိုဦးဆောင်ခဲ့ပါတယ်။ဖော်လန်ကျွန်းစစ်ပွဲဟာ1982ခုနှစ် AB 2 ရက်နေ့မှာစတင်ပြီးတော့ဇွန်14ရက်နေ့မှာအဆုံးသတ်ခဲ့ပါတယ်။ရက်ပေါင်း84ရက်ကြာမြင့်ခဲ့ပါတယ်။အဲ့ဒီဖော်လန်ကျွန်းစစ်ပွဲပြီးတော့မာဂရက်သက်ချာဟာဥရောပသမဂ္ဂ EU ကိုလည်းအာဏာတည်မြဲရေးအတွက်ဗြိတိန်ကိုအထင်မသေးစေဖို့အတွက်ကမ္ဘာလေမှာအမျိုးသမီးဖြစ်ပေမဲ့လို့ခေါင်းမော့ရင်ကော့ပြီးရပ်တည်ခဲ့ပါတယ်။နောက်ပြီးအရှေ့လေပိုင်းဒေသတွေမှာလည်းဗြိတိန်နဲ့မဟာမိတ်ဖြစ်စေဖို့နိုင်ငံရေးအာဏာရရှိနိုင်ရေးအတွက်အမြဲတမ်းသူဟာစူးစမ်းခဲ့ပါတယ်။သူမလှုပ်ဆောင်နေတဲ့ဗြိတိန်နိုင်ငံရဲ့မူဝါဒတွေအားလုံးကိုသက်ရှာဝါဒသက်ရှာရီစင်တို့ခေါ်ကြပါတယ်။မာဂရက်သက်ရှာအိုင်ယွန်လီဒီဖြစ်လာရတဲ့အကြောင်းအချက်တွေကိုပြောမယ်ဆိုရင်အိုင်ယွန်လီဒီလို့တင်စားခံရတာကသူမဝန်ကြီးချုပ်မဖြစ်ခင်တည်းကတင်စားခံခဲ့ရတာပါအဲ့ဒီအချိန်ကအဲ့လိုတင်စားခံရတဲ့အတွက်ကြောင့်လည်းနာမည်ရလာတာဖြစ်ပါတယ်တကယ်တော့အိုင်ယွန်လီဒီဆိုတာသူ့နိုင်ငံကသူ့ကိုပေးခဲ့တာမဟုတ်ပါဘူးသူမအရန်စန့်ကျင်ခဲ့တဲ့ကွန်မြူနစ်ကြီးစိုးတဲ့နိုင်ငံကပေးခဲ့တာဖြစ်ပါတယ်1969ခုနှစ်ဆိုဗီယက်ယူနီယံမှာကွန်မြူနစ်တွေကြီးစိုးလာပြီးအရှေ့ဥရောပတခွင်ကိုပါနေချဖို့ကြိုးစားနေတာကြောင့်သူမဟာဆိုဗီယက်ယူနီယံကိုပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်အင်အားကြီးတဲ့ဆိုဗီယက်ယူနီယံကိုအမျိုးသမီးတယောက်ကဒီလိုပြင်းပြင်းထန်ထန်ဝေဖန်နေတာကြောင့်အဲ့ဒီနိုင်ငံရဲ့သတင်းတိုက်တစ်ခုကသူမကိုအိုင်ယွန်လီဒီဆိုပြီးပေးခဲ့တာဖြစ်ပါတယ်အဲ့ဒီကနေဗြိတိန်နိုင်ငံမှာနာမည်ကုန်သတင်းကြီးလာပြီးနိုင်ငံရေးလောကတွေကိုသူမခြေဆန့်လာခဲ့တာဖြစ်ပါတယ်နောက်သူမဝန်ကြီးချုပ်ဖြစ်လာပြီးဗြိတိန်နိုင်ငံရဲ့စီးပွားရေးလူမှုရေးနိုင်ငံရေးကိုတည်ငြိမ်အောင်တည်ဆောက်နိုင်ခဲ့တာကြောင့်ပြည်သူတွေရဲ့ယုံကြည်မှုကိုပါရလာခဲ့ပါတယ်ဒီလိုနိုင်ငံကိုအမျိုးသမီးတယောက်ရဲ့နိုင်ငံရေးခင်ယူချက်ရည်တည်ချက်တွေနဲ့ပြတ်သားခိုင်မာတဲ့ဆုံးဖြတ်ချက်တွေချနိုင်တာကြောင့်အိုင်ယွန်လီဒီနာမည်ဟာတအုံတို့အရှိန်ရလာခဲ့ပါတယ်အဲ့ဒီနောက်ဖော်လန်ကျွန်းစစ်ပွဲမှာသူမရဲ့စစ်ရေးရည်မှန်းချက်အောင်မြင်ပြီးနိုင်ငံတကာကပါသူမကိုအိုင်ယွန်လီဒီလို့တင်စားခေါ်လာရခြင်းဖြစ်ပါတယ်ဒီလိုအိုင်ယွန်လီဒီလို့တင်စားခံရတဲ့မာဂရက်သက်ချာမှာဒီနေ့ခေတ်အမျိုးသမီးတွေအတွက်အတူယူစရာသင်ခန်းစာတွေအများကြီးရှိပါတယ်မာဂရက်သက်ချာဝန်ကြီးချုပ်ဖြစ်လာပြီးတိုင်းပြည်စီးပွားရေးတွေလည်းဥမော့လာတဲ့လူနေမှုစနစ်တွေလည်းဖွံ့ဖြိုးလာတဲ့လူချမ်းသာတွေလည်းအများကြီးဖြစ်လာခဲ့ပါတယ်ဒါပေမဲ့သူမရဲ့ neo liberal စီးပွားရေးမူဝါဒကြောင့်လူဒန်းစားနေရတော့ဖြစ်ခဲ့ပါတယ်အဲ့ဒါကတော့လူချမ်းသာနဲ့လူစင်းရဲဆိုပြီးဖြစ်သွားတာပါစင်းရဲတဲ့လူကထပ်ပြီးတော့မှစင်းရဲသွားတာကြောင့်တချို့နိုင်ငံရေးခေါင်းဆောင်တွေကြားမှာအတိုက်ခံတွေနဲ့ကတောက်ဆတွေဖြစ်ခဲ့ပါတယ်ဒါပေမဲ့သူမရဲ့အမှားတွေထက်အမှန်တွေကပိုပြီးလွှမ်းမိုးခဲ့တာကြောင့်ဒီနေ့ချိန်ဒီဗြိတိန်နိုင်ငံဟာကမ္ဘာမှာထင်ရှားတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပြီးတော့သူမဟာလည်းဗြိတိန်နိုင်ငံရဲ့အမျိုးသမီးခေါင်းဆောင်တစ်ယောက်အနေနဲ့ရပ်တည်နေစေပါသူမရဲ့လေးစားဖွယ်အခမ်းကဏ္ဍတွေကအများကြီးဖြစ်ပါတယ်အထူးသဖြင့်သူမဟာအမျိုးသမီးဖြစ်တာကြောင့်ကိုယ်ဝန်ဆောင်ကလေးမွေးပြီးဇနီးအဖြစ်နဲ့မိခင်အဖြစ်နဲ့ပါမိသားစုပေါ်မှာတာဝန်တွေလည်းကြီးခဲ့ပါတယ်သူမမှာတားတယောက်သမီးတယောက်လည်းမွေးဖွားခဲ့ပါတယ်သူမရဲ့နိုင်ငံပေါ်မှာခိုင်မာတဲ့ရည်တည်ချက်မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေနဲ့အမြဲရည်တည်နေတာကြောင့်ကိုအမြဲတမ်းယုံကြည်မှုရှိခဲ့ပါတယ်ဒီနေ့ကအမျိုးသမီးတွေလည်းအရာရာတိုင်းမှာယူသားမှုနဲ့ဂုဏ်သိက္ခာရှိတာတွေကိုနားလည်နိုင်မယ်လို့ညွှန်လင့်ပါတယ်ဒါကြောင့်မာဂရက်သက်ချာလိုအမျိုးသမီးမျိုးကိုစံမုံနာထားပြီးကောင်းတာကိုအတူယူပြီးတော့မကောင်းတာတွေကိုဖယ်ရှားပြီးမြန်မာနိုင်ငံရဲ့စစ်အာဏာရှင်ပြုတ်ကျရေးတိုက်ပွဲမှာခံယူချက်ရည်တည်ချက်မှန်မှန်နဲ့ရှောက်လန်းနိုင်ပါစေအကြောင်းကိုရေးသားတင်ပြလိုက်ပါတယ်